ပေါင်ဘလောက်တိရလဲညီမအမျိုးသားဘိုက်ဘူးလို့တော့မတော့ body shaming ရမ်းလို့တယ်နော်ဟာကျမအမျိုးသားပေါင်နေရဆိုနေရတကားပြောလိုက်ညက်တယ်ပြီးပြောဘိုက်ဘူးလို့တော့မကြာလေးဘိုက်ဘူးတော့ရမ်း body shaming လုပ်တယ်ညမကောင်းတော့ပေါင်နေရလောက်တိတော့ရပါတယ်ပေါင်နေရလောက်တိရဒါပေမဲ့သူကပေါင်နေရမှာဘယ်လောက်ဘွားရလဲပေါ့နော်ပေါင်နေဝယ်ကျွန်တော်ပေါင်နေဝယ်လူတိုင်းကိုကျွန်တော်အမြဲတမ်းပြောတယ်ပေါင်နေဝယ်တာမှားနိုင်ပါတယ်ကျွန်တော်တင်နေကျွန်တော်အတီးတယောက်ဆိုလို့ရှိရင်ပေါင်150ရှိတယ်ဒါပေမဲ့ကျွန်တော်စီက280ဝယ်လို့ရတယ်သူကဘာလို့သူ့ပေါင်150ဆိုရင်သူကလူရအရင်ဝါတာမဟုတ်ဘူးဗျာသူကအယိုးတွေဗလားတွေကြောင့်လေးတာပေါ့နော်150ဆိုရင်သူနည်းနည်းပိုင်းနည်းနည်းပူတာပဲရှိရပေါ့ကျွန်တော်တော့မဟုတ်ပါဘူးအဲ့တော့မတို့ပေါင်နဲ့မဝယ်ပဲနဲ့ကျွန်တော် site က site တွေရှိပါတယ်ဖုန်းဘလောက်လည်းရှိတယ်ဘိုက်ရင်ဘက်ဘလောက်ရှိတယ်ဆိုရှိပါတယ်ခင်ဗျာအဲ့တော့အဲ့ site ချက်ကိုကြည့်ဝယ်ပေးပါခင်ဗျာကျေးဇူးများတင်ပါတယ်ဘိုက်ဘူးတော့ယောက်ျားတွေကျွန်တော်လည်းဘိုက်ဘူးယောက်ျားတွေမဟုတ် portion မလုပ်နဲ့မှာ